ဒီနေ့ကတော့ပေါ့နော်တကယ်လို့ဒီတောင်းရှာတဲ့ပုတ်စာလေးတွေဒီချက်ရှင်းပြမှာဖြစ်တယ်ပေါ့နော်။ရန်လေးတွေဒီပုတ်လေးဆိုလို့ရှိရင်ဒါဟို2024-25ကထူးချွန်မှာဒီချက်ကလေးဖြည့်တယ်။သူကတိုင်းမှာပထမရသူအဲ့ပုတ်လေးကိုဒီချက်ရှင်းပြမယ်နော်။အဲ့ဒါဆိုကြည့်ရအောင်နော်။ကဲဟုတ်ပြီအဲ့ဆိုချင်းဒီချက်တို့ကသူပေးထားတဲ့ဒီ A ဆိုတဲ့ဟာလေးကိုရှာမယ် A ဆိုတဲ့ဟာလေးကိုရှာမယ်ဆိုလို့ရှိရင်ဒီချက်တို့ကဒီမှာ A ကိုတန်းပြီးတော့အရင်ရှာလို့မရဘူးအရင်ရှာလို့မရတဲ့အတွက်ဒီချက်တို့ကဒီအောက်ကစတားနဲ့120နဲ့ပေါင်းပြီးဒီစတားဆိုတာလေးကိုရအောင်အရင်ရှာရမယ်ကဲအဲ့ဆိုကြည့်ရအောင်အဲ့ဆိုလို့ရှိရင်စတားအပေါင်း120ဒီဂရီညီမျှခြင်း180ဒီဂရီဟုတ်တယ်အဲ့ဒါဘာဖြစ်လို့180ဒီဂရီဖြစ်တာလဲဘေးကနေပြီးရေးပေးရမယ်တောင်ဖြောင်းအမှတောင်ဖြောင်းဆိုပြီးတော့ရေးပေးရမယ်ကွင်းမိတ်နဲ့အဲ့လိုဒီလိုမျိုးဘေးကနေတောင်ဖြောင်းတို့ဘာလို့ရေးပေးတယ်အဲ့ဒါလေးတွေကလည်းအမှတ်ပေးတယ်နော်အဲ့ဒါဆိုနောက်တစ်ဆက်ကြည့်အောင်ဒီချက်တို့ကဟုတ်ပြီစတားညီမျှခြင်းဟိုဘက်ကိုသွားပြီး120ဟိုဘက်ကိုသွားပြီးနှုတ်လိုက်မယ်180အနှုတ်120ဒီဂရီအဲ့တော့စတားညီမျှခြင်း60ဒီဂရီဆိုပြီးတော့ရဟုတ်ပြီစတားရပြီဆိုမှဒီစတား60ရပြီဆိုမှဒီချက်တို့က A ကိုရှာမယ် A ကိုရှာမယ်ဆိုလို့ရှိရင် A အပေါင်း120ဒီဂရီအပေါင်း90ဒီဂရီအပေါင်းစတားက60ဆိုတော့စတားနေရာမှာဒီချက်တို့က60ဒီဂရီလို့ရေးလိုက်မယ်ပြီးရင်360ဒီဂရီ360ဒီဂရီဆိုပြီးတော့ရမယ်ဟုတ်ပြီအဲ့360ဒီဂရီဆိုဒီချက်တော့ဘေးကနေပြီးတော့စာလေးရေးပေးရမယ်ဘာလို့ရေးပေးရမလဲစတုကန်ဤတောင်းပေါင်းစတုကန်ဤတောင်းပေါင်းဆိုပြီးတော့ဘေးကနေပြီးတော့စာလေးရေးပေးရမယ်ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီချက်တို့ဆက်လုပ်မယ်အဲ့တော့ဒီချက်တို့ဒီလိုမျိုးတောင်းလေးကတောင်းမှန်လေးပြထားတယ်ဆိုရင်ဒီချက်တော့ဒါ90ဒီဂရီရှိကြောင်းသိရမယ်တောင်းမှန်တစ်ခုရဲ့ဒီဂရီဟာ90ဒီဂရီရှိတယ်ကဲဟုတ်ပြီအဲ့တော့ခါကျတော့ဒီချက်တို့ဒါတွေကိုရှင်းလိုက်မယ်90 60ဆိုတော့150 120ဆိုတော့180 A အပေါင်း280ဒီဂရီညီမျှခြင်း360ဒီဂရီ A ညီမျှခြင်း360ဒီဂရီအနှုတ်280ဒီဂရီအဲ့တော့နှုတ်လိုက်လို့ရှိရင်360ထဲကနေပြီးတော့280ကိုနှုတ်မယ် A ညီမျှခြင်း90ဒီဂရီဆိုပြီးတော့ရအဲ့လိုလေးတွေ့ရတယ်နော်ဒါထူးချွန်ဖြည့်တဲ့ပု္ပ္ပစာလေးပါချက်တစ်ပတ်တယောက်ဖြည့်တဲ့တိုင်းမှာပထမရပါတယ်